ဒီမွန်စလေယာရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ကပါလေဒီမွန်ကင်းမိုဆန်လားဒါမှမဟုတ်နဲစုကိုလားဒါကိုကြားရတာလျှို့ဝှက်ချက်တစ်ခုလို့မထင်ရဘူးဆိုတာကိုသိပါတယ်ဒါပေမဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်မယ်ဆိုရင်တော့သင်သိသွားပါလိမ့်မယ်ဒီနေ့ဗီဒီယိုကတော့ဒီမွန်စလေယာထက်ကလျှို့ဝှက်ချက်တွေအကြောင်းသိသင့်ပဲဖြစ်ပါတယ်ကဲဗီဒီယိုကိုစလိုက်ရမှာရှင် Number 1လူတွေဟာဆန္ဒမပါပဲဒီမွန်ဖြစ်သွားနိုင်သလားဆိုလိုတာကအပါမွန်ဝမ်းလို့ဒီမွန်တကောင်ကတင့်စီကိုရောက်လာပြီးလာဒီမွန်လောက်ရအောင်လို့ပြောရဆိုပါစို့သင်ကဒီမွန်မလောက်ချင်ဘူးလို့ညင်းလိုက်တယ်သင်ညင်းနေတဲ့ကြားကနေအပါမွန်ဝမ်းကတင့်ခန္ဓာကိုယ်ထဲကိုသူ့သွေးတွေထိုးသွင်းလိုက်ရင်သင်ဒီမွန်ဖြစ်သွားမလားဒါဆိုရင်ဒီမွန်ဖြစ်ဖို့ဆိုတာလူတွေရဲ့ဆန္ဒပေါ်မှာမူတည်တာမဟုတ်ပဲဒီမွန်ရဲ့အပေါ်မှာပဲမူတည်နေတာပေါ့ဒါဆိုရင်မူကန်ထရိန်းမှာအာကာစာကရန်ကိုကူကိုဘာလို့ဒီမွန်အဖြစ်မပြောင်းလဲခဲ့တာလဲအာကာစာတာရန်ကိုကူကိုဒီမွန်ဘဝနဲ့လှုပ်ချင်ခဲ့ရင်သူ့ကိုတေးဖို့တသက်ဘာလို့ချန်ထားခဲ့တာလဲဘာလို့ဒီမွန်မလုပ်ခဲ့တာလဲဒါဆိုတိုက်ခိုက်နေရင်လည်းဒီမွန်အဖြစ်ပြောင်းပြလို့ရတာပဲလေဒါပေမဲ့ तू မလုပ်ခဲ့ဘူးဒီမေခွန်ကကောင်းထဲမှာရှိနေတာကြာပါပြီ Number 2 Blue Spider Lily အပြာရောင်ပင့်ကိုနှင်ပန်းရဲ့လျှို့ဝှက်ချက်ကဲအခုဒီမွန်စလေယာရဲ့ဒုတိယမြောက်လျှို့ဝှက်ချက်ကိုတွားကြရမှာဘာလို့လဲဆိုတော့ဒီဘန်က series တစ်ခုလုံးမှာအရန်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေလို့ပါပဲပရိသတ်တွေကမေးကြတယ် Blue Spider Lily ကဒီမွန်တွေကိုအထူးသဖြင့်မူဆန်ကိုကုသပေးနိုင်နေဆိုရင်သူကဘာလို့ဂျပန်နိုင်ငံတွင်းမှာပဲရှာခဲ့တာလဲတဲ့တကဘာလုံးပတ်ရှာလို့ရနေတာကိုဘာလို့ဂျပန်မှာပဲရှာခဲ့တာလဲပေါ့ဒီအတွက်အဖြေကတော့မူဆန်ဂျပန်ပြင်ပကိုမထွက်ခဲ့တာက Blue Spider Lily ဆိုတာကဂျပန်မှာပဲရှိလို့ပါသူတေသနာတွေကဒီလိုပဲသိရတယ်လို့ပြောကြတယ်ဘာလို့လဲဆိုတော့ဒီပန်းတွေကဂျပန်ပြင်ပမှာပေါက်ရောက်သလားမပေါက်ဘူးလားဆိုတာအခုချိန်ဒီအတိမပြုတ်ရသေးလို့ပါဒါပေမဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့တေချာပြောနိုင်တယ်မူဆန်ကဘာလို့နှစ်ပေါင်းထောင်ချီပြီးဂျပန်မှာပဲနေခဲ့တာလဲဆိုတော့အဲ့ဒီခေတ်ကခရီးသွားလာရေးနည်းပညာတွေတိတ်မဖွံ့ဖြိုးသေးလို့ပါပဲစီဇန်1ရဲ့ episode 7ကိုကြည့်ရင်ခံမှန်းလို့ရပါတယ်တိုင်ရှိုခေတ်မှာတော့မှယထာလိုမျိုးအရာတချို့လောက်ပဲပေါ်သေးတာပါမူဆန်ရဲ့အရှင်ခေတ်တွေတုန်းကဆိုရင်သူခရီးသွားနိုင်လောက်တဲ့စနစ်မျိုးမရှိသေးပါဘူးနောက်ပြီးဒီဘန်းနဲ့ပတ်သက်လို့အော်တာကကြိုပြီးသတင်းအချက်လက်ပေးထားတာရှိပါတယ်အဲ့ဒါကဒီဘန်းဟာတစ်နှစ်မှာ2ကြိမ်ဒါမှမဟုတ်3ကြိမ်လောက်ပဲပွင့်ပြီးအဲ့ဒါကလည်းနေ့လည်နေရောင်ခြည်အောက်မှာမှပွင့်တာပါဒါကြောင့်လည်းမူဆန်ကအခုချိန်นี้အဲ့ဒီဘန်းကိုမရနိုင်ခဲ့တာဖြစ်ပါတယ် Number 3ဒီမွန်စလီယာတွေနဲ့ဟာရှူရာတွေရဲ့ဝင်ငွေတတိယလျှို့ဝှက်ချက်ဒီမွန်စလီယာတွေကဝင်ငွေဘလောက်ရလဲဘလို့ရကြတာလဲပြီးတော့ဟာရှူရာတွေကိုရောဘလောက်ပေးလဲဘသူကပေးတာလဲနောက်ဆုံးမေခွန်ကတော့ဒီပတ်စံတွေဘယ်ကနေရတာလဲဆိုတာပါဒီမွန်တွေကိုတတ်တဲ့အတွက်သူတို့တခုခုပြန်ရသလားပြီးတော့ဟာရှီရာတွေကသူတို့ရဲ့နေထိုင်စားသောက်စရိတ်အတွက်ပတ်စံဘယ်ကရလဲဆိုတာသင်ကောင်းထဲမှာသိချပေါက်တွေးမိမှာပါသင်စိတ်ထဲမှာအစိုးရကများပေးတာလားလို့တွေးနေတော့မဟုတ်ပါဘူးရှင်ဒီအဖွဲ့အစည်းကအစိုးရမသိအောင်လျှို့ဝှက်လှုပ်ရှားနေတာပါစီဇန်1ရဲ့ episode 7မှာထန်ဂျီရိုကိုလူတွေကဘလို့ကြည့်နေကြလဲဆိုတာသင်မြင်တဲ့အတိုင်းပါပဲဒီမွန်စလီယာတွေကိုပတ်စံပေးတာကတော့ဥပူယာရှိကီမိသားစုကကရပါပဲအတိအကျကြီးတော့ကျမမပြောနိုင်ပေမဲ့ရနိုင်တဲ့ချက်လက်တွေကတီမိသားစုကတော်ဝင်မိသားစုကဆင်းသက်လာတာဖြစ်ပါတယ်ဒါကြောင့်လဲဟာရှူရာတွေကကကရကိုလေးစားကြတာပါသင်ရှာကြည့်မယ်ဆိုရင်ဂျပန်တွေကတော်ဝင်မျိုးနွယ်တွေကိုအရန်ဂရုစိုက်ပြီးလေးလေးဆဆဆက်ဆံကြတာတွေ့ရပါလိမ့်မယ်ကဲနောက်ဆုံးအဖြေဟာရှူရာတွေဘလောက်ရလဲဖန်ဖို့မှာရေးထားတဲ့အချက်လက်တွေရဆိုရင်ဟာရှူရာတွေဟာလတိုင်းရဲ့ပထမဆုံးရက်မှာရန်9000ရပါတယ်တချို့ကလည်းဟာရှူရာတွေအတွက်သတ်မှတ်ထားတဲ့လစာမရှိဘူးသူတို့လိုချင်တဲ့လောက်ယူလို့ရတယ်လို့ပြောကြပါတယ်ဒါအပြင်အနားယူသွားတဲ့ဟာရှူရာတွေကိုလည်းလစာဆက်ပြီးတယ်ဆိုတာကိုပြောပြချင်ပါတယ်ရှင်ဂျူရိုရန်ကိုကူရဲ့အိမ်ဘလောက်ကြီးလဲဆိုတာသင်တွေ့တဲ့အတိုင်းပါပဲ Number 4နဲစုကိုအသက်ရှင်ကျန်ရစ်ခြင်းအခုစတုတ်ထားမြောက်လျှို့ဝှက်ချက်ကိုတွားကြရအောင်စီဇန်1ရဲ့ episode 1မှာနဲစုကိုကဘလို့လို့အသက်ရှင်ကျန်ရစ်ခဲ့တာလဲသူဟာတခြားမောင်နှမတွေထက်အသက်ပိုကြီးလို့လားအဲ့ဒီအကြောင်းပြချက်သာဆိုရင်အမေဖြစ်တဲ့ကီကာမာတိုလည်းအသက်ရှင်ရမှာပေါ့နဲစုကိုအသက်ရှင်ကျန်ရစ်ခဲ့တဲ့အကြောင်းရင်းကတော့သူရဲ့ခိုင်မာတဲ့စိတ်သက် strong win ကြောင့်ပါပဲနဲစုကိုရဲ့ခိုင်မာတဲ့စိတ်သက်ကိုဒီမွန်စလီယာမှာအချိန်ချင်းတွေ့ဘူးမှာပါစာနေမီရဲ့သွေးကိုမြင်ရက်နဲ့တောင်သူဝင်မတိုက်ခိုက်ခဲ့ပါဘူးအဲ့ဒီသွေးကရိုးရိုးသွေးမဟုတ်ပါဘူးဒီမွန်တွေအနက်ရတာနဲ့ချက်ချင်းဝင်တိုက်ခိုက်ချင်လာအောင်ဆွဲဆောင်နိုင်တဲ့သွေးပါဒါပေမဲ့နဲစုကိုကမလုပ်ခဲ့ပါဘူးအလားတူပဲထန်ဂျီရိုကိုလည်းသူအန်ဒီရဲ့မပေးခဲ့သလိုဟာရှူရာတွေကိုလည်းမတိုက်ခိုက်ခဲ့ပါဘူး
ဒီလိုစက်ဝင်ခံအများပြားကတက်သေးပြနေပါတယ်။ဒါကြောင့်လည်းနဲစုကိုကဒီမွန်အဖြစ်ပြောင်းလဲသွားတဲ့တန်ကိုခံနိုင်ရှိခဲ့တာပါ။ Number 5နဲစုကိုနေရောင်ချီကိုအောင်နိုင်ခြင်းပြင်စမမြောက်လျှို့ဝှက်ချက်ဒါကလည်းနဲစုကိုနဲ့ပဲပတ်သက်နေပါတယ်။အဲ့ဒါကတော့နဲစုကိုကနေရောင်ချီကိုဘလို့အောင်နိုင်သွားတာလဲဆိုတာပါ။အဲ့ဒါကတော့ကာမာတိုမိသားစုကBlue Spider Lily ဘယ်မှာပေါက်လဲဆိုတာကိုသိနေတာပါဒုတိယအနေနဲ့ဒီအကြောင်းကိုထန်ဂျီရိုကပဲသိထားတယ်ဆိုပေမဲ့ရှာဖွေတွေ့ရှိချက်တွေရထန်ဂျီရိုရဲ့အမေက Blue Spider Lily ကိုထည့်ပြီးဟင်းရည်တစ်မျိုးချက်လက်ရှိတယ်လို့သိရပါတယ်အဲ့ဒီဟင်းရည်ကိုနဲစုကိုလည်းတောက်ခဲ့ပူပါတယ်ဒါကြောင့်လည်းသူကနေရောင်ချီကိုအောင်နိုင်ခဲ့တာပါ Number 6ထန်ဂျီရိုတို့အဖွဲ့ဟာရှီရာမဖြစ်ခဲ့ရခြင်းစက်ထမမြောက်လျှို့ဝှက်ချက်ဒီမွန်စလီယာစကြည့်တဲ့သူတိုင်းကထန်ဂျီရိုနဲ့သူ့ရဲ့အဖွဲ့ဝင်တွေဘယ်တော့ဟာရှီရာဖြစ်မလဲဆိုတာကိုသေချာပေါက်မေးလို့ရှိကြပါတယ်။ဘာလို့လဲဆိုတော့လူတိုင်းကထန်ဂျီရိုနဲ့သူ့ရဲ့အဖွဲ့ကိုဟာရှီရာယာထူးမှမြင်ချင်းကြလို့ပါ။ဒါပေမဲ့ series တစ်ခုလုံးမှာသူတို့ကိုဟာရှီရာဖြစ်မကြေညာခဲ့သလိုဒီယာထူးကိုလည်းမရခဲ့ကြပါဘူး။အားလုံးခြုံကြည့်မယ်ဆိုရင်သူတို့ဟာရှီရာတွေနဲ့တန်းတူအဆင့်ကိုရောက်နေပြီဖြစ်ပေမဲ့ဟာရှီရာတော့မဖြစ်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ series ရဲ့အဆုံးသတ်မှာဒီမွန်ကင်းမိုဆန်တည်ဆုံသွားတဲ့အခါတခြားဒီမွန်တွေအားလုံးလည်းတည်ဆုံသွားလို့ပါပဲဟာရှီရာနေရာတွေလွတ်နေတဲ့ဆိုရင်တော့သူတို့ဟာရှီရာဖြစ်လာမှာမဟုတ်ပါဘူးဒီမွန်တွေမှမရှိတော့တာဒီမွန်စလီယာကော့ကပါလို့ဖို့လိုတော့မှလဲမူဆန်တည်ပြီးရင်ဒီမွန်တွေအားလုံးကုံဆုံးသွားမယ်ဆိုတာတရားဝင်အတည်ပြုထားပြီးသားပါဒါကြောင့်လည်းဒီအဖွဲ့အစည်းကိုဖျက်သိမ်းလိုက်တာဖြစ်ပါတယ် Number 7ကန်းရရဲ့စွမ်းရည်နောက်ထပ်လျှို့ဝှက်ချက်ကိုကတော့ကန်းရမှာဒီမွန်တွေကိုစားပြီးခွန်အားယူနိုင်တဲ့စွမ်းရည်ဘဲကနေရလာလဲဆိုတာပါဒီလျှို့ဝှက်ချက်ရဲ့တရားဝင်အတိအကျအဖြေကပါလဲဆိုတာတော့မပြောနိုင်ပေမဲ့ဒီစွမ်းရည်ကသူမွေးကလေးကပါလာတာဖြစ်နိုင်ပါတယ်ဒီအချက်ကိုစာနယ်မီကအထောက်အကူပြုနေပါတယ်ကန်းရမှာထူးခြားတဲ့စွမ်းရည် unique ability ရှိနေတယ်လို့မျိုးစာနယ်မီမှာလည်းရှားပါသွေးRare Plus ဆိုတာရှိနေလို့ပါရိုးရိုးလေးစဉ်းစားကြည့်ရင်စာနယ်မီကဒီသွေးကိုတခြားတယောက်စီကနေယူထားတာမှမဟုတ်တာသေချာပေါက်သူ့မွေးကလေးကပါလာတာပဲဖြစ်ရမယ်ကန်းရကလည်းဒီတိုင်းပဲဖြစ်နိုင်ပါတယ်ညီကိုနှစ်ယောက်စလုံးကအဲ့ဒီလိုထူးခြားတဲ့စွမ်းရည်တွေနဲ့မွေးဖွားလာကြတာဖြစ်နိုင်ပါတယ် Number 8မူဆန်ရဲ့ဆရာဝန်နောက်တစ်ခုကတော့မူဆန်ရဲ့ဆရာဝန်အကြောင်းမှာမူဆန်ရဲ့ယောဂကုသပေးဖို့ဒီဆရာဝန်ကငါဒီယောဂကိုပျောက်အောင်ကုပေးမယ်လို့ပြောခဲ့ပြီးသူ့စီမှာပဲရှိတဲ့ Blue Spider Lily တွေကိုအသုံးပြုခဲ့ပါတယ်။အဲ့ဒီရလက်အနေနဲ့မူဆန်ကဒီမွန်ဖြစ်သွားခဲ့တာပါ။မေးစရာရှိတာကတော့ဆရာဝန်ဟာ Blue Spider Lily ကိုယူလာပြီးအသုံးပြုခဲ့ရဆိုရင်ဒီပန်းရဲ့ပေးထွက်ဆိုးချိုးကိုသေချာပေါက်သိနေမှာပေါ့။ဘလို့သိတာလဲဆိုတော့ဆရာဝန်ဟာဒီပန်းကိုတခြားတယောက်ယောက်စီမှာသေချာပေါက်အရင်စမ်းသပ်အသုံးပြုခဲ့ဘူးလို့ပဲဖြစ်ရမယ်။ဒါဆိုရင်မူဆန်ကပထမဆုံးဒီမွန်မဟုတ်ဘူးပေါ့ဒါပေမဲ့မူဆန်ကတရားဝင်ပထမဆုံးဒီမွန်ဆိုရင်တော့ဒီဆရာဝန်ကဘာမှသေချာမသိဘဲနဲ့ဒီပန်းကိုအသုံးပြုလိုက်တာဖြစ်နိုင်ပါတယ် Number 9ဒီမွန်စလီယာမှရဲ့မူလအစကဲဒါကတော့ဒီမွန်စလီယာရဲ့နောက်ဆုံးလျှို့ဝှက်ချက်ပါပဲအဲ့ဒါကတော့ဒီမွန်စလီယာမှရဲ့မူလအစပါဒီမွန်စလီယာမှခါဇလန်ထဲမှာအလွန်အရေးပါတဲ့နေရာကနေပါဝင်နေပြီးအထူးခြားဆုံးနဲ့အစွမ်းထက်ဆုံးအရာတစ်ခုပါဒီမတ်ကိုပထမဆုံးရရှိခဲ့တဲ့သူကတော့ဂျိုရီချီထာဆူကီကုနေပါဒီမွန်စလီယာတယောက်ကဒီမတ်ကိုရသွားပြီဆိုရင်အသက်25နှစ်အရွယ်မှာတည်ဆုံသွားမှာပါတကယ်လို့သူ့ရဲ့မှတ်ကအသက်25နှစ်ကျော်မှပွင့်လာတဲ့ဆိုရင်တော့တနအီအတွင်းမှာပဲတည်ဆုံသွားမှာပါဒါပေမဲ့ဂျိုရီချီထာဆူကီကုနီကတော့မတည်ခဲ့ပါဘူးဘာလို့လဲဆိုတာကအရန်ကြီးမားတဲ့မေခွန်းတစ်ခုပါပဲအဖြေကတော့ဂျိုရီချီဟာမွေးကလေးက transparent wall နဲ့ see through wall စွမ်းရည်တွေဖြင့်ဒီမတ်ပါတပါးရဲပါလာခဲ့လို့ပါဒါကြောင့်သူ့ခန္ဓာကိုယ်ကဒီအခြေအနေကိုလက်ခံကျန်သာရနေပါပြီတခြားစလီယာတွေရဲ့ခန္ဓာကိုယ်တွေကဒီအပူချိန်နဲ့နှလုံးခုန်နှုန်းကိုမထိန်ချုပ်နိုင်ကြပါဘူးဒါပေမဲ့ရှိုရီချီကတော့ဒါကိုခံနိုင်ရှိတဲ့အတွက်တခြားစလီယာတွေထက်အများကြီးပိုပြီးအသက်ရှည်ရှည်နေနိုင်ခဲ့တာပါကဲအခုတော့ဒီလောက်ပါပဲရှင်တခြားလျှို့ဝှက်ချက်တွေအများကြီးကျန်နေသေးတယ်ဆိုတာသိပါတယ်ဒါပေမဲ့အဲ့ဒါတွေကိုတော့တခြားဗီဒီယိုတစ်ခုမှထပ်ပြီးတော့ပြောပြပါတော့မယ်ရှင်